မင်္ဂလာပါဆိုတော့မင်းညကျွန်တော်တို့ AI ကိုခံမှန်းခိုင်းထားတဲ့အထဲမှာကျွန်တော်80ရာခိုင်နှုန်းလောက်နိုင်ဝဲတွေရခဲ့တယ်တို့ပြီးကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုကို TikTok ကအတန်ဖြောက်လိုက်တဲ့ကျွန်တော်ပြန်ဖြတ်လိုက်ပါပြီဆိုတော့ဒီကနေ့ညမှာကျွန်တော်တို့ AI ကိုဒါနိုင်ငံပွဲတွေကိုခံမှန်းထားခိုင်းတယ်ဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြရအောင်ဆိုတော့ပထမဆုံးပွဲ Latvia နဲ့ Andorra နဲ့ဒီပွဲကတော့ 2-0 နဲ့ပြတ်မယ် Latvia နိုင်မယ်ဒုတိယပွဲ Hungary နဲ့ Armenia ဒီပွဲကလည်း 2-0 နဲ့ပဲပြတ်မယ် Hungary နိုင်မယ်နောက်တစ်ပွဲ Norway နဲ့ Israel ဒီပွဲက 3-1 နဲ့ပြတ်မယ် Norway နိုင်မယ်တဲ့ဆိုတော့နောက်တစ်ပွဲကကျွန်တော်တို့ Bulgaria နဲ့ Turkey နဲ့ဒီပွဲက Z2 နဲ့ Turkey နိုင်မယ်လို့မှန်းထားတယ်နောက်တစ်ပွဲကျွန်တော်တို့ Estonia နဲ့ Italy နဲ့ဒီပွဲက Z4 နဲ့ Italy ကဂိုး၄ဂိုးထိပြတ်မယ်လို့ပြောတယ်နောက်တစ်ပွဲကျွန်တော်တို့ Portugal နဲ့ Ireland ဒီပွဲကတော့ဒါ Portugal က 3-0 နဲ့ပြတ်မယ်နောက်တစ်ပွဲကျွန်တော် Serbia နဲ့ Albania ဒီပွဲကတော့ 1-0 နဲ့ပဲပြီးရောနော်နောက်ဆုံးပွဲကျွန်တော် Spain နဲ့ Georgia နဲ့ဒီပွဲကတော့ 2-0 နဲ့ Spain က Georgia ကိုနိုင်ရရှိလိမ့်မယ်လို့ခန့်မှန်းထားတယ်ဆိုတော့ဒီကနေ့ညမှာလည်းကျွန်တော်တို့ဒါရှစ်ပွဲတီပေါ့နော်။AI ကိုခံမှန်းချက်ထုတ်ထားခိုင်းတယ်။ဒါပေမဲ့ဘယ်နှပွဲနိုင်မလဲမနိုင်မလဲဆိုတော့ကျွန်တော်တို့နှစ်ခင်းကြမှာကြီးရအောင်။ဆိုတော့အားလုံးပဲကံကောင်းကြပါစေ။ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ထုံးစံတိုင်းလို guide တို့ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။